အမရဲ့မင်္ဂလာဆောင်နေ့မှာညီမဖြစ်သူကသူတို့သမီးပန်းစီကိုအမစီပစ်ပေးလိုက်ပြီးဘီလီယံပေါင်းများစွာတန်တဲ့မင်္ဂလာလက်ပွဲနဲ့တထေးမိသားစုလည်းလက်ထပ်ဝင်ရမယ့်အခွင့်အရေးကိုဆွန့်လွတ်လိုက်တဲ့သူမကမိခင်နဲ့အတူဆက်နေဖို့ရွေးချယ်ခဲ့တဲ့အရင်ဘဝမှာတော့သူမဟာအချမ်းသာဆုံးသူထေးနဲ့လက်ထပ်ခဲ့ပေမဲ့မကြခင်မှာပဲသူ့မိသားစုစီးပွားပြတ်သွားခဲ့တယ်တစ်ဖက်မှာတော့မိခင်ရဲ့အားပေးမှုကိုရရှိခဲ့တဲ့အမဖြစ်သူကအသက်ငယ်ဆုံးပေါမောက္ခတစ်ယောက်ဖြစ်လာခဲ့တဲ့မနာလိုစိတ်ကြောင့်ညီမကအမကိုထိခိုက်အောင်လုပ်မိခဲ့တယ်ဒါပေမဲ့မျက်လုံးပြန်ဖွင့်လိုက်တဲ့အခါသူမဟာအတိတ်ကိုပြန်ရောက်သွားပြီးဘဝတစ်တစ်ခါပြန်ရရှိလာခဲ့တဲ့ဒီတစ်ချိန်မှာတော့သူမကကံကြမ္မာကိုပြောင်းလဲမယ်အရင်ဘဝကလမ်းဟောင်းကိုဘယ်တော့မှထပ်မလျှောက်တော့ဘူးလို့တစ္ဆာပြုခဲ့တယ်ဒါပေမဲ့သူမမသိခဲ့တာကအမဖြစ်သူလည်းပြန်လည်မွေးဖွားလာခဲ့တာပဲဖြစ်တဲ့အမရဲ့အောင်မြင်မှုတွေဟာမိဘတွေရဲ့ထိန်းချုပ်မှုအောက်မှာတိဆောက်ထားရတာကိုသိထားတဲ့အမကဒီအနေများတဲ့ဘဝကိုညီမစီလွှဲပေးဖို့ဆုံးဖြတ်လိုက်တယ်ဒီလိုနဲ့ညီမနှစ်ယောက်တို့သမီးဝတ်စုံတွေလဲလှယ်ဝတ်ဆင်ပြီးမင်္ဂလာပွဲခန်းမှာဝင်သွားကြတယ်မျိုးသမီးကရောက်ခမတွေကိုလက်ထပ်မဲ့အစီအစဉ်ပြောင်းလဲပေးဖို့တောင်းဆိုခဲ့တယ်သူမရဲ့ဆုံးဖြတ်ချက်ကိုမြင်ပြီးရောက်ခမတွေကလည်းမတားဆီးခဲ့ကြဘူးမင်္ဂလာပွဲစတင်တဲ့အချိန်မှာတို့သားကရောက်မလာသေးဘူးညီမဖြစ်သူကအမအဆက်ကွဲမဲ့အချိန်ကိုစောင့်ကြည့်နေခဲ့ပေမဲ့အမျိုးသမီးကတင်းငိမ်စွာဝိုင်းကွဲမြောက်ပြီးခင်မုန်းဖြစ်သူဟာတိုင်းပြည်တာဝန်ထမ်းဆောင်နေရလို့မင်္ဂလာပွဲမတက်ရောက်နိုင်ကြောင်းပြောကသူ့ကိုစားတောင်းပန်ခဲ့တယ်ပရိသတ်အားလုံးကသူမရဲ့အပြုအမူနဲ့စိတ်ဓာတ်ကိုချီးကျူးကြတယ်မထင်မှတ်ပဲနောက်တစ်ခဏအကြာမှာပဲတို့သားရောက်လာခဲ့တယ်တကယ်တော့အမျိုးသမီးကရောက်ခမကိုကြိုတင်ဖုန်းဆက်ခိုင်းထားခဲ့တာဖြစ်ပြီးသတင်းကြားတာနဲ့အမျိုးသားကအမြန်ဆုံးပြန်လာခဲ့တာဖြစ်တယ်ဒီဖြစ်ကိုမြင်ရတဲ့ညီမကစိတ်ထဲမှာမကျေနပ်ပဲတထေးမိသားစုစီးပွားပြတ်ပါစီလို့သာဆူတောင်းနေခဲ့တယ်နောက်တစ်နေ့မနက်စောစောမှာအမျိုးသမီးကမနက်စာချက်ပြုတ်ပေးခဲ့တဲ့သူမရဲ့လက်ရာကိုမိသားစုအကြီးအကဲတွေကအရန်သဘောကျပြီးချီးကျူးမဆုံးဖြစ်နေကြတယ်ဒါပေမဲ့ရောက်မဖြစ်သူကတော့သူ့အကူဟာဒီအစားအစာကိုလုံးဝမစားဘူးလို့ထင်နေခဲ့တယ်ထင်ထားသလိုမဟုတ်ပဲအမျိုးသားကသူမဘာကြောင့်ဒီလောက်စောစောထလာတာလဲလို့စိုးရိမ်ကြီးမေးမြန်းခဲ့တယ်ထွက်ခွာခါနီးမှာရောက်မှကငါမင်းကိုမိသားစုဝင်အဖြစ်ဘယ်တော့မှအတိအမှတ်မပြုဘူးလို့ပြောသွားခဲ့တယ်အဲ့ဒီနောက်အမျိုးသားကမင်္ဂလာဆောင်ခွင့်ရယူပြီးသူမနဲ့အတူဈေးဝယ်ထွက်ဖို့အကြံပြုခဲ့တယ်ဒါပေမဲ့အမျိုးသမီးကဇိမ်ခံစတိုးဆိုင်တွေမဟုတ်ပဲစူပါမားကတ်ကိုသာခေါ်သွားခဲ့တယ်သူမကငွေကြေးထက်မိသားစုပျော်ရွှင်မှုကပိုရေးကြီးတယ်လို့ပြောခဲ့တယ်အဲ့ဒီစကားကိုကြားပြီးအမျိုးသားကသူ့ဘာသာငွေရှင်းပေးဖို့ရှေ့ထွက်လာခဲ့တယ်ဒါပေမဲ့အမျိုးသားငွေသွားရှင်းနေတော့မှပဲအမျိုးသမီးဟာသူ့မိခင်နဲ့ညီမကိုမချင်မှတ်ပဲတွေ့လိုက်ရတယ်ညီမကသူမကိုအိမ်ပေါ်တယောက်လိုဖြစ်သွားပြီလို့တောင်းပြန်ခဲ့တယ်ပြီးတော့မိခင်ကအဖွားရဲ့မွေးနေ့ပွဲကိုလာတက်ဖို့ဖိတ်ခေါ်ပြီးအချမ်းသာဆုံးမိသားစုတစုလုံးကခေါ်လာဖို့ဖိအားပေးခဲ့တယ်မိခင်နဲ့သမီးနှစ်ယောက်ကကျေနပ်စွာလက်တွဲပြီးထွက်သွားကြတယ်အဲ့ဒီအချိန်မှာအမျိုးသားလည်းငွေရှင်းပြီးပြန်ရောက်လာခဲ့တယ်မျိုးသမီးကဘာမှမပြောပေမဲ့အရာအလုံးအတွက်ကြိုတင်ပြင်ဆင်ထားပြီးသားဖြစ်တဲ့အရင်ဘဝတုန်းကအဖွားမွေးနေ့ပွဲနေ့မှာရောက်မဖြစ်သူကမတော်တဆမှုဖြစ်ခဲ့လို့တထေးမိသားစုတယောက်မှမလာနိုင်ခဲ့ကြဘူးရလက်အနေနဲ့ညီမဖြစ်သူလူအများရှိမှအဆက်ကွဲခဲ့ရတယ်ဒါပေမဲ့ဒီတစ်ခေါက်မှာတော့မျိုးသမီးကအစီအစဉ်တွေကြိုတင်ချမှတ်ထားပြီးသားဖြစ်တယ်သူမကမွေးနေ့ပွဲအကြောင်းရောက်ခမကြီးကိုအသိပေးလိုက်တယ်ခမကြီးကအဲ့ဒီကိစ္စကိုအလေးနက်ထားပြီးမိသားစုတစုလုံးကိုပြင်ဆင်စေခဲ့တယ်ဒါပေမဲ့ရောက်မဖြစ်သူကလက်သေးသွားပြင်မယ်လို့ဇိုအတင်းထွက်သွားချင်နေခဲ့တဲ့မျိုးသမီးကတားဖို့စူးစမ်းခဲ့ပေမဲ့မအောင်မြင်ခဲ့ဘူးနောက်ဆုံးမှာတော့ရင်မောင်းတယောက်နဲ့အတူလိုက်ပို့ဖို့သာစီစဉ်ပေးလိုက်ရတယ်။အဲ့မှာတော့မွေးနေ့ပွဲခန်းမတွေကိုအမျိုးသမီးတယောက်ထဲရောက်လာခဲ့တဲ့မိခင်နဲ့ညီမကသူမကိုတုံးမကြတဲ့လူတယောက်လိုလှောင်ပြောင်ကြတယ်။နောက်ဆုံးမိသားစုမရောက်လာသေးတာကိုမြင်တော့ဖခင်ကဒေါသထွက်ပြီးသူမကိုပွဲကနေနှင်ထုတ်ဖို့တောင်စူးစမ်းခဲ့တယ်အဲ့ဒီအချိန်မှာပဲအမျိုးသားရဲ့အတန်ထွက်ပေါ်လာတယ်။ဘသူကကျွန်တော်ဇနီးကိုနှင်ထုတ်မယ်လို့ပြောလိုက်တာလေ။အဲ့ဒီနောက်အချမ်းသာဆုံးမိသားစုတစုလုံးခန်းခန်းနာနာရောက်ရှိလာခဲ့ကြတယ်။ Like and follow လုပ်ပေးခဲ့ကြပါအောင်ရှင်။